စဉ်းစားပါဦးသမီးရဲ့ဘာလို့စဉ်းစားရမှာလဲဒါမုန်းစရာကောင်းပြီးပြောင်းလုပ်တဲ့အတွက်ဒါမုန်းရတာဟိုလက်ပရိသတ်ကလည်းဒါကိုလက်ခံတယ်လေမုန်းအောင်လုပ်နေတဲ့အတွက်ပေါ့နော်ဆိုတော့မရှောင်ပါဘူးဒီဝါကတော့လေဆက်ပဲလာရိုက်မှာပဲဒီရွေးကြီးတော့မရှောင်နေရင်သမင်းငတ်တော့မှာပေါ့မုန်းဆိုလဲဒါအတူတို့အရွယ်နဲ့အတူတို့လုံးနိုင်မယ့်ဟာမျိုးလေးဒါအတူတို့လာပေးကြတာလေဆိုတော့ဘယ်မှမရွေးချယ်ပါဘူးလှုပ်ချင်တာတရုပ်ဆောင်နေတာပဲတည်တာဆိုတော့ဘယ်ဟာပဲလာမုန်းစရာပဲကောင်းတနာစရာပဲကောင်းအတူကတော့ဘယ်ဟာပဲဖြစ်တင်းဆောင်ပါလားခပ်ပါလည်းမသိအတူမကြည့်ရသေးစိုက်မုတ်ဒီရမက်ကကြိုးလေးပါရမက်ကညားတယ်အစိတ်သိဝင်လည်းပါတယ်ဇလန်တွဲကြီးရောအဲ့ဒါကြီးပေါ့နော်ဘေးဂျန်နယ်ကားလေးလည်းပါမှာပါကိုဒရိုက်တာတင်အောင်ကျော်ကားလေးရဲ့အတူအများဆုံးပါတတ်တယ်ဒါတော့ကိုထက်ကြီးရဲ့ဇလန်တွဲနှစ်ခုစလုံးမှာပါတယ်ကောင်းတယ်မိသားစုဒရမာတွေရောနည်းနည်းမိသားစုအရှုံရှင်းတွေရောကောင်းတယ်ရမက်ကကြိုးမှာကျတော့အတူကဟိုလေးနဲ့တူတယ်ချူလေးရဲ့အမေဟိုအစိတ်သိဝင်ကြတော့မီလာတန်စင်အဖွားနေရတယ်တရုပ်ဆောင်တာကောင်းတယ်စရိတ်လဲကွဲတယ်နှစ်ကားဆုံးအတူကခါတိုင်းတရုပ်ဆောင်နေတဲ့ပုံစံလည်းမဟုတ်ဘဲနဲ့စရိတ်ကွဲလေးတရုပ်ဆောင်ဝင်ရတာအမလီဟုတ်ပါဟုတ်တယ်ရဆိုလာပြီးဘယ်ပွဲလဲမိသွားရတာအဲ့လာအပြင်မှာလက်ဆွဲနှုတ်ဆက်အန်တီပါတယ်ဒေါ်တင်းနဲ့အန်တီကတော့ဒေါ်တင်းနဲ့တော့အရန်မုန်းတာပဲဟဲအန်တီကတော့မမုန်းပါဘူးအမလီမုန်းရမယ်လို့မပေါ့တိတ်မမုန်းအောင်ဒီကားကြီးကမုန်းရမရှိပါဘူးဟုတ်တယ်မုန်းရတယ်ဦးရင်းလားမြူးနင်းလားမြူးအပ်သွားတယ်တင်းကတော်တော်ကိုမုန်းရတာတော်တော်ကိုမုန်းစရာကောင်းတာပဲအန်တီကလည်းကြည့်လိုက်တယ်ဟဲအေးပေါ့ကိုကအဲ့ဒီအလုံနေရလို့တော့ပိုးပေါ်သွားတာပေါ့နော်ပိုးပြီးတော့မုန်းစရာကောင်းသွားတာစဉ်းစားပါဦးသမီးရဲ့ဘာလို့စဉ်းစားရမှာလဲဒါမုန်းစရာကောင်းပြီးပြောင်းလုပ်တဲ့အတွက်ဒါမုန်းရတာဟိုလက်ပရိသတ်ကလည်းဒါကိုလက်ခံတယ်လေမုန်းအောင်လုပ်နေတဲ့အတွက်ပေါ့နော်ဆိုတော့မရှောင်ပါဘူးဒီဝါကတော့လေဆက်ပဲလာရိုက်မှာပဲဒီရွေးကြီးတော့မရှောင်နေရင်သမင်းငတ်တော့မှာပေါ့ဟုတ်တယ်အဲ့မှာကျတော့ဒီဝါကအဲ့ဒီပေါ့နော်ဟိုနှလုံးသုံးလုံးအဲ့လိုလောင်စားဝါသပိုင်းမိမအနေအားနေတရုပ်ဆောင်ထားတယ်ဟုတ်တယ်သူနဲ့လည်းကောင်းတယ်အဲ့ဒီဇက်ကလေးကလည်းဟိုအဲ့ဒီကအများကြီးမပါပြီမဲ့လည်းတကယ်လည်းလုတ်ခွင့်ရပါတယ်ချူလေးအမေနေရာကနေချူလေးနေမှာရှိနေတဲ့အချိန်ရွာမှာရှိနေတဲ့အချိန်မှာအမေပေါ့နော်ဒါသူပြန်လာတယ်လာတွေ့တာပဲရောကောင်းတယ်အဲ့ကားလေးလည်းတော်တော်လေးကောင်းတယ်ဟိုကလည်းကောင်းတယ်စိတ်သိဝင်လည်းကောင်းတယ်စိတ်သိဝင်ကျတော့ဒါအသက်ကြီးသွားတဲ့အချိန်မှာမှလောက်ရတဲ့ဇက်ရုပ်တွေကတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အမှန်တကယ်ကတော့ဒီမုန်းစရာကောင်းတဲ့နေရာမှာဇက်ကပို့လှုပ်တာပေါ့နော်အလုံနေရာဖြစ်တဲ့အတွက်လေဆိုတော့ကြိုက်ပါတယ်ဒရမာဆိုလဲအတူကကြိုက်တယ်လှုပ်ချင်ပါတယ်ဒီအမုန်းဆိုလဲဒါဟိုအတူတို့အရွယ်နဲ့အတူတို့လုံးနိုင်မယ့်ဟာမျိုးလေးဒါအတူတို့လာပေးကြတာလေဆိုတော့ဘယ်မှမရွေးချယ်ပါဘူးလှုပ်ချင်တာတရုပ်ဆောင်နေတာပဲတည်တာဆိုတော့ဘယ်ဟာပဲလာမုန်းစရာပဲကောင်းတနာစရာပဲကောင်းအတူကတော့ဘယ်ဟာပဲဖြစ်တင်းဆောင်ပါလားရှိရဲ့အခုအရင်ကအဲ့တယောက်ကဆိုတကယ်ဒေါ်တင်းကိုအရန်မုန်းတာပဲဒေါ်တင်းကားထဲမှာတိလာအန်တီဝါဆိုတော့ခက်တီနဲ့တော့ဒီဘက်ကပဲလာပြောတာအဲ့နေဘယ်ဘက်ကိုလာလို့ဒါပေမဲ့အန်တီဝါကတော့မမုန်းပါဘူးအန်တီဝါကတော့မမုန်းပါဘူးဟိုလီတော်ပါသေးရဲ့ကျေးဇူးများကြီးတင်ပါတယ်ဒေါ်တင်းကိုတော်တော်မုန်းတာသူ့ရဲ့မျက်နှာပဲလေဟိုရန်လာထောင်တဲ့ပုံစံမျိုးနဲ့ဟိုသွားလေမကျင်တဲ့တာလာပြောသွားတာအန်တီဝါလန့်သွားတာလေတော့ကျတော့အန်တီဝါကတော့မမုန်းပါဘူးဒါပေမဲ့ဒေါ်တင်းကတော့အရန်ကိုမုန်းစရာကောင်းတယ်အေးပေါ့ဟုတ်တယ်တော်တော်လေးလည်းမုန်းစရာကောင်းပါတယ်တော်တော်ဆိုးပဲဖြစ်တယ်မုန်းတာကိုလည်းဒါအန်တီဝါမုန်းအောင်တင်းဆောင်လိုက်တဲ့အတွက်ဒါပြည်ပြင်းတဲ့အတွက်သူတို့မုန်းတယ်ကျင်းတဲ့တယ်လေးအန်တီဝါဟုတ်ပြောကြပါတယ်ဟုတ်တယ်ဘာလို့လဲဆိုရင်ခလေးလေးတွေကခလေးမြင့်တဲ့တစ်လေးတွေပါတယ်ဒါအန်တီဝါရဲ့ကိုရဲအောင်ရေပေါ့နော်ကျန်တဲ့ခလေးတို့ဒီပရိချန်တို့ပါလေနည်းနည်းမြင့်တဲ့ပေါ့နော်ပရိသတ်နဲ့နည်းနည်းအထီးတွင်နေတဲ့သူလေးတွေဖြစ်တဲ့အတွက်ဟုတ်ခုနပြောအမာနဲ့ဒီဗီလင်ပုံစံလောက်ကတော့ကိုကဟိုကြွနေတယ်လို့ဖြစ်တာပေါ့အကုန်လုံးထဲမှာထင်ပေါ်နေတဲ့သဘောဖြစ်သွားတဲ့အတွက်ဒါခလီးနေရတော့လုံးဝတောက်လျှောက်ချိတ်ထားတာဟုတ်ဒီစနိုးလေးနဲ့စနိုးဝိုက်လေးနဲ့တောက်လျှောက်ချိတ်ထားလိုက်တော့စနိုးဝိုက်ကိုကမျိုးစုံလေးပြောရတာရုပ်မာမှုတွေကတော့အဲ့ဆိုတော့ပို့ပေါ်သွားတာပေါ့နော်ခလီးနေဆိုအဲ့သဘောဟာအဲ့ရိတ်တုံးကလည်းတူတူပဲရိတ်တုံးကလည်းအဲ့ဒီကားနဲ့မေအဲ့ရမက်နဲ့ဟိုဘက်ဒီပဲရိုက်တာအဲ့ပင်းတရားကိုတက်ရိုက်လိုက်ရန်ကုန်မှာရိုက်လိုက်အဲ့လိုရန်ကုန်မှာရိုက်လိုက်ပင်းတရားရိုက်လိုက်အဲ့လိုပေါ့နော်အကုန်လုံးမျှရိုက်တဲ့ချိန်ဖြစ်သွားတော့ဂျိတ်တာလည်းတူတူပဲအချိန်ကတွင်းတော့လဲမဲရှင်းစင်အောင်စီလွှဲလိုက်တော့ပုံမုံသွားကြတာမုံစီရောဒါပေမဲ့လေမတူတော့မတူဘူးပေါ့နော်ဒီဘက်မှာကျတော့နည်းနည်းလေးဇရိုက်ကဟိုဒီလောင်းကစားပါညာလဲလုပ်တယ်ငွေလဲမစ်တယ်ဟာဟ
လမ်းညွန်တာကိုသူကကောင်းတာလမ်းညွန်တယ်မိမမဟုတ်ဘူးဒီတော့တင်းတင်းပေါ်ကကြတော့လေဆိုနည်းနည်းသူကပူစရိတ်ဆိုတာပေါ့ဟိုကကြတော့သားရည်သမီးတွေကိုကောင်းစားစီခြင်းနဲ့ဒါသားရည်သမီးတွေကိုကဘာပဲဖြစ်ဖြစ်အရန်ကိုဖြစ်စီခြင်းနဲ့မိမိကြီးနေရကနေချမ်းသာကြွယ်ဝမှုတော့လိုချင်တယ်ဒါပေမဲ့လည်းမကွာတော့ကွာနေမုန်းစရာလောက်တော့လောက်ရတယ်မတူပေါ့နော်ခက်ကွာနေဒီကားတွေကအလိုအထင်ပါတယ်ဒီ Channel Plus နဲ့ For You application ကနေပြီးတော့ဒါပူပေါင်းတင်ဆက်တဲ့အတွက်လည်းဒါဒီကားတွေကဒီ Channel 7နဲ့ For You application ကနေကြည့်ခွင့်ရမှာပါဒီကားတွေတက်လာရင်ဆိုရင်လည်းအားချစ်တဲ့ပရိသတ်တွေအားပေးကြပါဦးလိုအပ်တာတွေဝေဖန်ကြံပေးကြပါဦးလို့အလိုပါပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်